ရှိကနေအငိမ့်ပါသေးလို့ကို့မှာဇွတ်တွန်းလုံနေတယ်ကွာတောင်းထားတဲ့တချင်းတွေတော့မဆိုနိုင်မှုကြိုးစားခြင်းတို့အငိမ့်မတော်ခင်ဆိုမလို့ဟာခမရတော့ဘာလန်းလောက်တာတော့ကျုပ်တို့ကအယုတ်ကမလို့လာတာဗျာရုပ်သေးကမလို့ရုပ်သေးခစ်ကိုပြန်သွားမယ်ဆိုလို့ရောက်လာတာဟုတ်တယ်ဗျာခမရကဘာတော့ကျုပ်ကရုပ်ချိုးဆွဲရှေ့ကဘာတော့ဒါကျုပ်ရဲ့အယုတ်ခမရအယုတ်ကဘာတော့ပြိတ္တဖင်ကြီးညားထားတာလားအယုတ်လည်းပြန်တဲ့ပြီးလဲပါဦးကွာကကျွန်တော်လိုကြည့်သွားလို့အမလေးဟာအယုတ်ကလည်းအယုတ်ဝိတ်ကသိမ့်မလေးဘူးသွားဝိတ်ကြီးကတော်တော်စီးတယ်ဟာကဲအဲ့ဒါဆိုတခုမေးပါအောင်မယ်မမေးမှာတော့အယုတ်ဆိုတာငြိမ်ငြိမ်နေရတယ်မနဲ့သွားပြောင်းဗာမေးမှာတော့ခမရတို့ရုပ်သေးခစ်ကအဲ့လိုပဲအယုတ်ကိုပွေ့ပြီးတော့ဒီလိုထွက်လာတယ်ပေါ့ဒီတိုင်းကြီးထွက်တာတော့ဘယ်ဟုတ်ပါမလို့ရှေ့တော့ဆိုလို့ရှိရင်မြိုင်တသချင်းဆိုပြီးတော့အယုတ်ကကထွက်မှာဗျာအေးပြတ်မခံနဲ့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ရုပ်သေးကမြိုင်တနဲ့ထွက်တာသိကြတယ်နော်သိကြတယ်ဗျာဟုတ်မဟုတ်ပြိတ္တကြီးကြည့်လိုက်စမ်းပါဗျာဟုတ်ရင်ဟုတ်ပေါ့ကွာချစ်ပြောင်းနေသည်တဝန်ကိုမျောကတလင်းလင်းကြိုတင်မှန်းစာ၍ဝင်းမလင်းစီလေးလေးကိုကကြာပြူကြာနေလိုက်ပွန်းတော့ကြာမရတဲ့တွင်တင်းနေရောမယ်ဘဝတန်တရားကျင်းတုတ်ခေစီကိုပြန်လဲကားလေစိန်သမာနာမိန်မျိုးဟာညောရှာပြီးထင်ပါလေရဲ့အောင်မစေတချင်းတွေကဘယ်ရောက်လို့ရောက်မှမသိဘူးဘလို့လိုက်တည်ရမှာတော့ဘယ်တချင်းနဲ့ကလို့ကအမှန်ကိုမသိဘူးဘယ်ရမဆိုကြောက်ရွက်ကကတ်တဲ့ဆိုတဲ့အကြောင်းပြနေခမရတို့အယုတ်ရဲ့သဘောတရားကခမရအယုတ်ဆိုရင်လေကျိုးမဆွဲခင်အယုတ်ကဘလို့ပုံစံတော့ဟာကျိုးမဆွဲခင်အယုတ်ရတယ်အဲ့လိုလှုပ်ရှားမှာဒီပြတာကျိုးရွက်ကဒါပဲအရှိခေတ်ကပုံစံလေးပေါ့ဟုတ်ပြီဟာတော့ပေါ့ခမရရုပ်ကျိုးညိနေတယ်ကျိုးညိနေလားအကျော်ဖြဲလေရတယ်ရသတတ်တော့အယုတ်ကဖင်ကျိုးညိနေတာပဲအဲ့ဒါဆိုရင်ခမရတို့အယုတ်ကရှေ့တုန်းကရုပ်သေးထွက်ရင်ဘာနဲ့ထွက်တယ်မှတ်ဘာနဲ့ထွက်တော့လက်စွမ်းပြလေးနဲ့ရေးလေစိန်ထွက်တယ်ဟုတ်တယ်ဒါပေမဲ့ဘယ်မှာပြီးတတ်တယ်မှတ်တော့ခမရကျိုးဆွဲမဲ့လူခမရသိဖို့လိုတယ်ကျုံမင်းကြတယ်ပေါ့အဲ့ဒါဆိုရင်ပြီးပြီနောက်ဆုံးပြုတ်ဆိုပြီးပြီနော်ပြုတ်ဆိုပြီးပြီဟုတ်ပြီဗျာဟုတ်ရင်စကြည့်မယ်ဆွဲသားမှာငါအယုတ်ကအဲ့မြန်ပြောနေသလားမသိအယုတ်ကပင်မနေအောင်ပဲခင်ဗျားတို့မင်းကြည့်ရတာတညာလုံးအဆုံးသတ်မဲ့ပုံမပေါ်ဘူးဒါကြောင့်မမောအောင်ကြမ်းခံတာတော့ဟေးဆိုင်စီရများနှထင်ပိတ်ထုံးပြပေါ့အစိုးလေးနဲ့လုံးစမ်းမှာကွာမင်းရလဲကွာအစိုးလေးနဲ့ဆိုသိရတာပေါ့ကောမလေးရှင်းကအယုတ်ကဗျာမာသာယုတ်လို့ခေါ်တာဗျာမာသာလေးဆိုပေးတဲ့အစိုးလေးနဲ့ကကျင်လို့တဲ့ဟုတ်ပြီဗျာဗျာမာသာအတွေ့ချပါလို့တကယ်လားပါရီဘောင်ကြီးနေပြီလေချိန်မစိုးနဲ့တိုင်မသိနဲ့ရေ
ချာဆွဲမယ်နော် ဟေး မင်းတို့နေအောင်အရင်ညှိလိုက်အောင်ဟဲ့ကောင်းတယ် ငါအယုတ်ကလည်းအယုတ်ကတာနဲ့မတူဘူးခွေးသေးပန်းနာကြနာ တေချာကြည့်ဆွဲ ဟာ အာမကျိုးသွဲကျိုးသွဲရချွေးပြန်လို့တယ်လို့ပေါ့ ပရိသတ်တို့သိတဲ့တိုင်းပဲဗျာနော်ဒါဗျာပါတန်ရုပ်သီးရုပ်တဲ့ဗျာပါတန်ရုပ်သီးရုပ်ရှေးတော့လူတွေကမကရဲဘူးနော် ဟုတ်တယ် ရှေးတော့လူတွေမကရဲခင်တော့ရုပ်သေးတပည့်နဲ့ဘယ်လိုချွတ်လွန်လိုက်တာတော့ခမရကလည်းကြောင်းကြီးအကြာကြီးကြိုင်မထားနဲ့ ဘာလဲလဲ ကြောင်းကြီးကြောက်တောင်ကြိုင်တာမဟုတ်ဘူး ဘာလဲလို့ ယွန်းလို့ ဟာအဲ့ဒါဆိုရင်အပြန်လက်ရေးနေတာစီသေးဆက်ပြပါတိုက်တယ် ပရိသတ်ရှေးတော့လူတွေကဟီဒီအော်ဒဘဆိုတဲ့အဆက်ကြောက်တရားတိတ်ကြည့်တာဒါကြောင့်ရှေးတော့ရုပ်သေးတပည့်ငါနည်းနည်းရိတ်တော့ရိတ်မိလာတယ်လို့ပဲနမ်းလို့ရပါတယ်အင်ကြီးမွေးမွေးလေးပါငါလျှောက်ပါပြည့်နော်ရှေးဟောင်းဖော်ထုတ်တပည့်အလုံးဆိုတဲ့အတိုင်းမလုပ်ပါတော့ရုပ်ကတော်တော်ကိုရုပ်ပါတယ် နေကိုခမပြောလိုက်တာရှင်းအောင် ရှေးဟောင်းဖော်ထုတ်တပည့်အလုံး အဲ့ဒါဆိုရင်အမေတို့မတို့ အဲ ကျန်တဲ့ရွာနဲ့မတူဘူးဟောဒီရွာမှာကဲအနုပညာသမားတို့အမတွေတို့ညီမတွေမင်းသမီးတွေအများကြီးထွက်တော့ ဟုတ်တယ် အဲ့ဒီပုံစံကိုကျွန်တော်ပြန်ဖန်လေးပြမယ် အဲ့ပုံစံကို ဘာတော့နဲ့မေးရင်အငိမ့်နေဇက်တွေထဲမှာကနေတယ်အကားခွန်တဲ့တွေးဆိုတာဘယ်ကဆင်းသက်လို့ ဘယ်အစင်း ဟောအလုံးသိတယ်ဟောဒီရုပ်သေးခစ်ကဆင်းသက်လာတယ် ရှေးတော့နော် အဲ့တော့ကျွန်တော်ကဆိုင်းပုံစံနဲ့ပြောင်းပြန်ပြီးတော့မူပြောင်းပြင်မယ် ဟုတ်ပြီ အပြူတော့ကနေမစားဘူး ဘယ်ကစ ခမရအယုတ်ကိုခမရကျိုးဆွဲတက်ရင် အဲ ဝင်ယုတ်ကနေစဆွဲပြတန်းကဲ ဝင်ရုပ် ကဲလို့ခတ်တက်သွားမှလို့ သိရတာပေါ့ဗျာရတာပေါ့ဗျာ အယုတ်ကလေးလည်းမေးဦးဟေးအစွတ်ရမနေနဲ့ဦးဟာ ကျိုးဆွဲရအောင်ဆွဲပေးမယ် အေးလို့သားဝင်ယုတ်နော်ညီလေးစားတိုင်းပိုင်လားကြီးလားပိုင်တယ်ဆိုရင်နောက်တစ်ရုပ်တစ်ခါတည်းဆွဲပါဗျာ နောက်တယောက်ကဘာလာမှာတော့ နင်းရုပ်ကိုတစ်ခါတည်းသွားမယ်လို့ သိရတာပေါ့ဗျာ ရရင် အယုတ်မေးဦးဟာစွတ်ရမနေနဲ့ဟောပြအယုတ်ရလာမေးဦး ရတယ်လေလက်ကလေးလွယ်လေခွတ်တော့ အေးတကယ်ငင်းကြီးတိုင်းပဲဟိ ကောင်းထား ကဲလို့ ဒါပေ ဆွဲ မဲ့ရတော့ရတယ်ကျုပ်ကကျိုးဆွဲရတာနည်းနည်းမောသွားလို့ရေစားလို့ရေသွားတောက်လိုက်အောင် ရေသွားတော့တော့ ငါဘယ်သူဆွဲမှာတော့ ကျုပ်ရုပ်ကလက်မှုနဲ့ထိမ့်ခဲ့လို့ရှိရင် तू ကနဲ့ तू တတ်မှပေးခဲ့ရတယ်ဗျာ အရုပ်ကမြင်လာပြီ အစင်းမြင်လိုက်လားအယုတ်ကလေးက ဟုတ်တယ် तू ကတီးလုံးသားကြာရင် तू ထက်က အော်တိုမက်တစ် အော်တိုမက်တစ် လက်မှု အယုတ်ကအစင်းမြင်သွားပြီ ငါ ရိုးရိုးကျိုးဆွဲစရာမလို American System Ramon ဒီ ရမုန်းနဲ့ထိန်းထားလိုက်တာကဲရပြီ ငါလက်မှုငါခလုတ်တွေတလောက်များမှန်းမသိဘူး ကြိုက်သွားပြီ အဲ အဲ့ဒါဆိုရင်ခမရမြန်သွားတောင်းနော် ရေသွားတောက်လိုက် ကဲဟုတ်ပြီမြင်းရုပ်တစ်ခါနဲ့တီးပလဲရှိအယုတ်ကရမုန်းနဲ့ကမှာတယ်လို့အယုတ်ကကျိုးကတ်နေတယ်ရုပ်ကြောင်းနေတယ်ကျိုးသက်စေးရခမရရုပ်တန်ပတ်ကြောင်းသွားပြီဟိုမှာကတ်ကုန်ပြီရာဒီဦးတို့ကအေးရအေးနေကွာသွားရောကွာပွဲကုန်ပါလေအောက်ကပြင်းနေတော့ပွဲကုန်တော့မှာပါကျွန်တော်ပြောတာပြင်းလို့ပြောတာနော်ဟာအမေအပေါ်မြတ်ဖောက်ထွက်တော့ပါဦးမယ် ကျုပ်ကမေ့သွားတာ ဘာလဲတဲ့ ကျုပ်ရုပ်ကအလိုပဲတကယ်အားနေသွားလို့ရှိရင်စကက်တွေကလိုလိုနေကြောင်သွားတာ ညနေအာမသွန်းလိုက်ဘူးလား အာမသွန်းလဲဘူးမေ့သွားတာ တေချာစိတ်ကြည့်ပါဦး စကက်ကြောင်ရင်ကျုပ်ရုပ်ကခလုတ်တွေပါကြောင်ကုန်တာ ဟုတ်ပြီ ခလုတ်တွေကိုကောင်းသေးလားမသိဘူး ဘာများလို့လိုက်တာတော့ဟာ အာကျိုးဆွဲစရာရကျိုးဆွဲစရာလုံးလိုက်ပုံတော့အယုတ်တော်ဖင်ခံရင်သိပေါက်သွားတယ် ထ
င်းပြန်ကျင်တာဘယ်နဲ့ပြန်ကျင်ရမှာ ရှင်းရှင်းလို့ပါ သဘောကျတယ်အဲ့ဒါဆိုရင်နောက်တစ်ရုပ်ကတော့ခက်ဆက်ဆက်ပဲမျက်လုံးလေးပေကလက်ပေကလက်ရှာလေးတိလေးတိဟာခမရရုပ်ကဟိုမှာကြောင်းနေတယ် ပြီး နင့်ကဘယ်ရမှုနဲ့ထိတ်နေကိုရနေတာပါလားဟာရုပ်ကအပေါ်သားဆန်ရတာဟာနင့်ရုပ်က လက်မှုကပြောင်းပြန်ထိန်းတာကိုရရတယ် ကဲတငယ်တော်ရုပ်တစ်ခါတည်းဆွဲလိုက်စမ်းပါ တငယ်တော့ဟုတ်ပြီ ဟမ် ကျုပ်ကခုနရေတောင်းများသွားပြီတေးပေါက်ချင်လို့တေးသွားပေါ်လာ အဲ့ဆိုရင်မြန်သွားချုပ်ထားတယ်နော် ဟုတ်ပြီ ကဲညီလေးတငယ်တော်ရုပ်တစ်ခါတည်းသွားတိုင်း ရုပ်ရှာကြီးနဲ့ကြည့်ကြအောင် ချိန်ရအောင်စားပြစ်ကကြောင်းမြန်ပြီကျိုးသက်စရာဟာအဲ့လိုကြီးကြောင်းနေဟုတ်သေးဘူးလေဗျအလုံးအရှိန်ပြက်တယ်ဗျဟိုဘက်ကြီးကြပါအောင်မယ် ဟာတယ် ဟိုဘက်ကြတာမဆမ်းဘူး ဟာလေ ခမရနှာခေါင်းနဲ့ဘာနှမ်းမှနမ်းဘူးလား နတ်မဟုတ်ကျင်တော့ ကျုံနှာခေါင်းနဲ့ညှော်နှမ်းနမ်းနေတယ်လို့ပဲ ဘယ်ရမြကြောင်းကုန်လို့ညော ဒီတိုင်းသွားနေတာညှော်နှမ်း မလာရတဲ့လိုက်တာဗျ ညှော်နှမ်းဒီနာနမ်းနေတာ အော် ညှော်ဟုတ်လို့လား ဘာဖြစ်လဲ ညှော်နှမ်းနမ်းနေပါလေအောက်မေးဟာဝါယာတွေရှော့ပွေးပြီးတော့ရှော့ပြစ်ကုန်တာမဲ့တဲ့ကုန်မော ဟာဝါယာတွေရှုပ်ကုန်တာလား ဟုတ်တယ်ဖန်သီးလေးတစ်လုံးကလည်းကျွတ်လို့ဗျာ ဖန်တီးကိုကျွန်းသွားတာလားဟာ ကျွတ်သွားပြီဟောဗျာတက်ခဲနှလုံးထက်ထားတဲ့ဥစ္စာလဲတစ်လုံးကစားပေါက်ပြီးပြောရွှဲနေပါ စားတောင်ပေါက်သွားသလားကွာ ဒီကောင်ကွာမမြင်ဘူးမတွေ့ဘူးတဲ့အရာကြီးကြာလာပဲတကောင်အရာလာကိုခန်းကင်နေတာရေ သုတ်တေသနာလုံးကြီး ဘာဖြစ်လဲ ကဲလေးယုံမျိုးကအားလုံးသိတယ်အခွန်အပြန်ကျော်လွှမ်းနေဟောဒီလက်ပံပွဲမှာပင်မခံခိုင်းမယ်ဇော်အယုတ်တခါတည်းဆွဲ ဇော်ရုပ်ဘေးဆွဲရမှာတော့ကျုပ်ကခုနသေးကိုပေါက်မပြီးသေးဘူး သေးကျွားလဲရှည်လိုက်လား တန်လန်းကြီးပြက်လာမှတွေ့လာမှာ20တော့ပေးလို့မှတွေ့လာ ငါလည်းသေးပေါက်ချင်းနေတာ ဟုတ်လား သွားမင်းသေးသွားပေါက်မှာဆိုငါမဲ့ငါလူချုံထည့်ပေးလိုက်မယ် အဲ့ဒါဆိုလဲမြန်ပေါက်မြန်လာခဲ့ဒီမဲ့အယုတ်ကိုသွားမှာကဇော်အကကြတော့ညီလေးအခွန်အပြန်နဲ့ကွာဇော်ဒီစိတ်ကြိတ်ဟာနေကြုံမြန်ပြီကျိုးသက်စရာလာအောင်ဟဲ့ဟိုမှာကြောင်မြန်ပြီငါကြည့်နေတာသွားနည်းနည်းပဲလူတော့တာကွာကျိုးသက်စရာစိန်ခေါ်နေတာ ငါရုပ်ဖင်ချိုးမြတ်ထက်ညှိသွားပြန်သလားမသိ လာပြီ ဘူး ငါရုပ်မြောက်မှာ ဘာလာမှာတော့ အမေတို့အားလုံးသိတယ်ကျွန်တော်တို့မင်းသမီးလေးတွေကားတယ်ဇက်ထဲမှာဆိုရင်အပြိုတော်ကြီးတွေကားတယ်ဘယ်လိုကားတော့ ဘယ်လိုကတော့ သူတို့ကဒီကရုပ်ဘုန်းကြီးကအကြီးဆိုတော့ တချင်းဆုံးအောင်မမနိုင်ဘူးလေ မနိုင်ဘူး အဲ့တော့ဘာလို့တော့ ဘာလို့ ကရုပ်ဘုန်းကြီးတင်ပြီးရကြမှာပလုတ်ကြီးတဲ့ကားတော့ကျွန်တော်ကအဲ့ပုံစံမသွားချင် ဘယ်လို ဘူးကရုပ်ဘွဲတင်ရိုးရတင်ပြီးဆုံးတဲ့လေးလေးစားစားနဲ့ရက်တင်ရမှာဖြစ်တယ် ဟုတ်ပြီ အဲ့တော့ခဏလေးကရုပ်ဘွဲအရင်ပေးသားမှာကျွန်တော်လိုချင်တာတချင်းကိုဆုံးအောင်မမသာလင်းကရုပ်ဘွဲအပြိုတော်တင်တာပြီးသားမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့လက်ကလေးကဟောဒီလိုလေးတမ်းပြီးတင်ရမှာပါခင်ဗျာ ဟုတ်ပြီဗျာကဗျာ ဟာကောင်းနေရဲ့ ငါပြစ်တာ ဖြည်းဖြည်းလှုပ်ကြပါ ဘာဖြစ်ဖြစ်တော့မှကလေ အယုတ်ကအတန်ပြောင်းသွားသလားဟဲ့ ဖြည်းဖြည်းတက်လဲတင်ပါတယ် အခုနောက်တော့စပီကာတော့လောင်းမသွားပါဘူးက မင်းတို့ဟာကွာအုံးသီးတစ်လုံးနဲ့9ပိဿာလောက်ရှိတယ် လောကကအငိမ့်ပါသေးတယ် မင်းစွတ်မခိုင်းနဲ့အယုတ်ဗလာလေးလေကြည့်အောင် ဟာကောင်းရဲ့ အယုတ်ဗလာလေးကျုံသူမအယုတ်ကလေး ဗျာ ဟိုမသိလို့တခုလောက်မေ့ကြည့်ကြလို့ ဘာလဲရင် ဟိုဘေးအားပေါင်တော့ဘေးအားခြေသလုံးတော့ပေါင်နဲ့ခြေသလုံးကမကွဲဘူးဖြစ်နေ အဲ့ဒါတလို့ရှိတယ်ကောင်းလေးရဲ့ ဘယ်လိုတော့ရုပ်ကလေးရ တော့ကြပေါင်ကြီးကတုတ်ပြီးခြေသလုံးကသေးနေရင်ခြေသလုံးကပေါင်မနာလို့ဖြစ်မှာ အဲ့လေ ခြေသလုံးတုတ်ပြီးပေါင်လေးသေးနေရင်ပေါင်ကခြေသလုံးမနာလို့ဖြစ်မှာ အဲ ဒါကြောင့်သူတို့နှစ်ယောက်မတည့်မရှုဖြစ်မှာကြောင့်လို့ဒန်းတူထားပေးထားတာ ပေါင်နဲ့ခြေသလုံး ဘယ်လိုကြပါလဲဗျာကရုပ်ပဲရွက်တာကြည့်ချင်ပါနဲ့မြောက်တာကြည့်ချင်ပါ တ နဲ့ ကယ်မနိုင်လို့ပါကွာ လောက်ကြတယ် ကျ လောက် န်လာလေစုကနိုင်ပါတယ်ကွာ တော့ပြမြောက်က နေသွားလို့အစွမ်းနဲ့အယုတ်ကရှော့ဖြစ်ပြီးတော့ဝါယာတွေလောင်းသွားတာ ဟုတ်တယ်လေ အဲ့တော့မမ်မိုဒီတွေပြတ်ကုန်ပြီ ဟော မကရတော့ဘူးမကရတော့ဘူး
ကျူးဆွဲရမမ်မိုရီပြန်သွန်းပေးရင်တော့ကကျင်ကနိုင်မယ် မင်းအရင်ရှေ့ကကပြလိုက်ဟဲ့ကောင် ကျုပ်ရှိရကပ်ပြလိုက်မယ် အရုပ်ကိုမန်မိုဒီပြန်သွင်းပေးလိုက် ဟုတ်ပြီအဲ့ဒါကျုပ်ရှိရရင် မင်းကတဲ့အတိုင်းပဲကမှာနော်မင်းချရင်ငါလည်းချမှာ ငါကပ်ပြီးရင်ရုပ်ကမှာနော် ဟုတ်ပြီကဲ မင်းချရင်ငါချမှာနော်မင်း ဟုတ် က ပြီ လည်း အောက်မှာချအောင်ဘူးနော်ဘာမလေး သူကမှဆိုရှည်တာလေးလောက်လိုက်ရှည်တာလေး ဒုတိယဘက်ကရှေ့တယ် ရှည်လိုက်အောင်လုံးအောင်ခိုင်းမင်းကပြီးရင်ကောက်နော် အောက်မှာချအောင်ဘူး အောက်မှာချတယ်လို့ ဘယ်လိုဖြစ်တာတော့ ကျုပ်ရုပ်ကဘေးရောက်သွားတာ ဒီဟူဝက်ကိုရှာ မင်းတို့ရှူသွားသေးသလားဟောဒီထဲလည်းမရှိပါဘူးကအော်မအယုတ်ကအယုတ်တာမမြင်ရတာသွားကြီးကြနှံ့မြင်ရပါ လောမနေနဲ့မန်းနဲ့တဲ့သူ့သွားခေါ်ဆုံးပဲ ဘေးလည်းညို့ထိုးနေတော့နင့်ပြောလာကျုပ်လေးလာကလာ ကဲဂရိုဘိုကြီးရွက်တယ်အကအပြူတော်ကြီးဟန်ပန် ငါတကယ်တောင်းမှမှာလေကွာ မတောင်းမှနဲ့ တကယ်တန်းနိုင်လို့ပါကွာ ကျွန်တော်တာဝန်တီးရမယ်တာဝန် ကျွန်တော်တက်ရှိတာတိပြလိုက် ရတယ် တွဲပလိုက် တကယ်အေးကွာ ဟေးဒုတိယအပိုက်သွားမယ်ဟဲ့အပြူတော် ခက်ကြလေးချ မနိုင်ကူးမှပေးဦးနော် ဘာလို့မှမလို့အမကွာငါတို့ငါပါအောင်မင်းသွားနေချိတ်ဆွဲလိုက်ပါ ဟာ ဟုတ်တယ်နော်တနာပြမလို့နော်တနာဘူးငါတို့တနာဆွဲတယောက်မှမတနာနဲ့နော်ကြောက်တော့မတနာဘူးနော်တနာတယ်ဘူးခိုက်တာသူအခုဘာတက်နိုင်တဲ့တော့ တော့ရုပ်တဲ့အရုပ်ပါ ငါပြောပြီးတော့မှတပီးတော့မမဟုတ်တလုံးတယ်ကွာ တကယ်မနိုင်လို့ပါကွာနိုင်တာခိုင်းဖြစ်နိုင်တာခိုင်းမဖြစ်နိုင်တာမခိုင်းပါနဲ့ အဲ့ဒါဆိုအလွယ်လေးရဲ့6ရုပ်မြောက်ကအားလုံးသိတယ်မြောက်ရုပ်ကိုပြတဲ့ကြောင်းကွာလှုပ်တာ အဲ့ဒါဆိုဖြစ်တယ် ဟုတ်ပြီကောင်းပါကွာ ဟဲ့ကားမကောင်းပြောနဲ့အားလုံးသိတယ်ဒါတမစင်တိုင်းငါတီးပြနေတာ ဟာမင်းကျိုးဆွဲမယုံမင်းကကြီးအယုတ်အပြောပုံသလားတကယ်လားဆိုအယုတ်ကကြီးလိုက်ကျိုးဆွဲကကြီးလိုက်ငါပြောသေးရဟိုမှာဒါလေးကအဖူးလေးကတော့မထွက်သေးဘူး အကင်းလေးပေါ့ကမကောင်းဘူး ကမကောင်းဘူး ဘိုင်း ဟဲ့ မဲ ကောင်အဲ့ဒါမြောက်တီးလုံးမယ် ဒီမှာအဲ့တက်ကောင်းတဲ့တီးလုံးရှိရင်နားထောင်ကြည့်မယ်ကကောင်းရင်ကမယ်ကမကောင်းရင်တော့မအောင်မင်းနဲ့ဒီနေရာရုပ်သေးတဲ့ပြင်ဒီနေရာဖြတ်လိုက် အဲ့ဒါဆိုရင်ဟောဒီမြို့ပရိသတ်သိမဲ့မြောက်တီးလုံးတစ်မျိုးငါတီးပြမယ် ဟမ် မြောက်တီးလုံးတစ် ရှ မျိုး င်းနားထောင်ကြည့်မယ်ကကောင်းရင်ကမယ်ကမကောင်းရင်တော့မင်းဒီရုပ်သေးတဲ့ပြင်ဖြတ်လိုက် ရတယ်ဟုတ်ပြီမြောက်တီးလုံးသွားကြည့်တာနောက်တစ်မျိုး ရှင်း မြောက်တီးလုံးမယ် ကြားဘူးလားကြီးတော့ကြားဘူးလားကြားဘူးလား
ငါမိစ္ဆာလို့ပြောအောင်နင်းမတွေ့တော့ ငါကစိုးဟူခေါ် ဟာစွန့်ကိုခုံးလို့သူပြောလို့သာယုံလိုက်ရတာနင်းရုပ်ကစွန့်ကိုခုံယုံနေမှာမတူပဲနဲ့ ဘာလဲတူလို့ နင်းထိုင်းကားတဲ့ကဟိုချီစားဆုံးမကြီးရနာပဲ ငါစိတ်ထဲတော့အလိုမတင်ဘူး ဘာလဲတူလို့ ဂျပန်ခက်ကကျန်းနေတဲ့လက်ကြောင်ဖာတယ်မကြီးမှန် ဟော မြောက်လေးသမန်းရှာခြင်းနေတာ ဘာလားရှုပ်တာဘာလားရှုပ် မိတ်သာ ဘာမိစ္ဆာ မိတ်သာဆိုနေနေမရပါ ဘာမှမိစ္ဆာမဟုတ်မြ ရှာ မ ပြီးတော့မိတ်သာပဲ မြမရိုးရ ဘာရွှဲလာမလို့ မြမရိုးရမဘူးလို့ပြောပြ ဦးဟိုမင်းနတ်ပြည်မှာလဲတောင်းညမ်းပြီပြီ ရှိပေါ် တရုတ်ပြည်မှာလဲတောင်းညမ်းပြီပြီ ရှိပေါ် မင်းမြန်မာပြည်မှာတောင်းညမ်းအောင်မလို့လားဦးဟို တော်သေးတာပေါ့ဆရာတော်ကြွလာ ရှိပေါ်နေနေမရမယ်ရှိပေါ် မဘူးလို့ပြောတယ် မင်းဘယ်လိုမှပြောမရ ပြီး ဘူး တော့မရရှိပေါ် မင်းဘယ်လိုမှပြောမရရင်တော့ကွာရမယ်တော့ပေးထားတဲ့ကာထာရွတ်မှရမယ်နော် အာရှိပေါ်မလို့ပါနဲ့ရှိပေါ် ငါပြောနေကြတယ်ကွာရွတ်တာကြတယ်ရှုမို့ရှုမို့ရှုမို့ရှုမလို့ရှုမ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 လို့တောင်းမောင်ကရှက်လေးရှော့ထမ်းလို့ပြေတူတဲ့ရှော့တူရှိတဲ့ရှော့ရှိအချီလို့မင်းကပေါ်ဟာဆောင်ချင်းနေလေသားသမျှတွေတနေ့ဝဲလင်မေငါဘဝမှာနင်းကိုချစ်ဆုံးမေတကယ်ပါမင်းကိုလည်းချစ်တယ်အိမ်ကမိန်းမကိုလည်းကြောက်တယ် ဟာဖုန်းကြီးကလည်းဘာတွေရွမှမသိဘူးမြောက်ကလည်းဘာလို့ခေါင်းကင်နေတယ်မသိဘူးဘာတွေ ဝါ မြောက်ကခေါ တော့ င်းကင် တော့လည်းချိတ်ဆွဲပြီဟုတ် ဝါ ဘာလို့ခေါင်းကင်တာ ကြိုက်ချင်လို့ကြိုက်တာမဟုတ်ဇလန်းထဲမှာဆရာတော်ရွရင်ခေါင်းကြိုက်ရမယ်သူတို့ကြိုက်ပြီလားအာ ဟောမိတော်ဖော် ရှိပေါ် တကားတို့လှုပ်เสียရှိရပြန်လောက်ပါဦးစင်းလဲအေးလုံးတော့ခေါင်းနေကြိုက်ပြီးကြောင်းပြန်ကျင်းတာကြိုက် ကဲအဲ့ဒါဆိုရင်ဟူခေါ် တော်သေးกว่าထန်ဆန်းကြွလာလို့မှမြောက်ထိန်လို့ရသေးတယ်နော် ရှိပေါ်အာရှိပေါ်ရှိပေါ်ကျူမီငါရှိပေါ်ကျူမီငါ ဘိုးခေါင်း အဲ့ဒါ အဲ့ဒီကျူးမင်းငါဆိုတာဘာပြောတာတော့ အဲ့ဒါမြန်မာလူကေကြပါဦး ဩငါသားအဲ့ဒါဘာပြောတာလို့ မြန်မာလိုဟုတ်လားလို့မေးတာ ဟုတ်တယ်ဟုတ်တ အာ ယ် နစ်ဖေခန့် အဲ့ဒါဘာပြောတာလို့ ထောက်ခံနေ ဟူခုံးတော့မြန်မာပြည်ရောက်သေးဖို့တာကြံထားနော် စောက်ပြန် ဘိုးခေါ်လား အာဦးဒီဘွာ အဲ့ဒါဥတီပွားမို့ဒီမဲ့ ခင်ဗျာတာမန်မျက်စိနဲ့ကြည့်လို့မရဘူးလေဒါမိစ္ဆာလားမိစ္ဆာမဟုတ်ဘူးလားဆိုတာခင်ဗျာနက်မျက်စိနဲ့ကြည့်လိုက်ရင်သိတယ်လေ နိုင်မယ်ဒီလိုကြည့်လိုက်မယ် နက်မျက်စိနဲ့ကြည့်လိုက်နောက်တန်း15မိနစ်လောက်တာထက်ကြည့်ခိုင်းရင်တိမ်ဆောင်းသွားတယ် ဘာတိန်တော့ဟာ မျက်လုံးတိမ်ဆောင်းတရားကြည့် ဒီမဲ့မြန်မာရိုးရာဆိုတာတတ်တည်ပြမယ်မိစ္ဆာမဟုတ်ဘူးနောက်ဆုံးတရုတ်ကြံတာကိုကိုင်းခင်ဗျားတို့ကငြိမ်ငြိမ်နေနေလိုက်တော့နောက်ဆုံးရုပ်တစ်ခါတည်းညီကုန်းချုပ်မှာနော် ဟုတ်ပြီဗျာ အဲ့တော့ဟုတ်ပြီနောက်ဆုံးရုပ်ကဘလူးရုပ်ဆိုတော့အဲ့တိုင်းငြိမ်ငြိမ်နေကဲဝူကုန်းကြည့်တာကဲနောက်ဆုံးပဲသွားမယ်အစိုးရလေးထားတိုင်းနောက်ဆုံးရုပ်သွားရအောင် ဟာပါကျဲရှိပေါ်ပါကျဲတွေ့ပြီကျူမီငါ ဟာငါသား အာနစ်ဖေခန့် နောက်တကဝူကုန်းဘာမှမပြောတော့ ကျုပ်အဆိုတော်များပါကြီးနေ အဲ့ဒါပါကျဲမဟုတ်ဘူး အဲ့ဒါဘာလို့ အဲ့ဒါဝါခွာလန် ဒီဘောကွာ ဝူ လက် ကုန်းကအဲ့ဒါတွေကြိုက်တယ် ကဲဟုတ်ပြီနောက်ဆုံးပိုက်သွားလိုက်တော့ဟဲ့ငြိမ်ငြိမ်လေးနေကြနော် ပြပါစံပြပါလားတိုင်းကြီးကြိုးရပြပါလားပြပါစံပြပါလားတိုင်းကြီးကြိုးရပြပါလားပြပါစံကိုညို့ချော်ရင်ကြာရပါပြချူနော်လေပြပါစံကိုညို့ချော်ရင်ကြာရပါပြချူနော်လေမေချီကိုမပေါ်မေတ္တာ ငြိမ်ငြိမ်လေးလို့ မထီလို့မမေ့နဲ့တော်ရင်စိတ်ကြီးကြီးကြည်ကြည်ဖြစ်ရင်တော့ဒါပါလေပြုတ်ဖို့နေဒါပါလေပြုတ်ဖို့နေပြုစင်မှာတော့တော့ပေါ်ချာ ဟာငြိမ်ငြိမ်နေပါဆုံးနေမှာမလုပ်နေတာတော့ဩအခုမှဘလူးရုပ်ဆွဲပြမယ်ဆိုတဲ့သဘောကဲဝူခုံးတေချာကြီးနော်နောက်ဆုံးဘလူးရုပ်ဟောဒီလိုတီမီကုန်းချုံမယ်သွားလိုက်ရင်
ကုန်းဆိုတာမကြောက်ရဘူးတကုန်းရှင်ပေါင်းမိတ်တာဘလူးဆိုတာမိတ်တာပဲ ဟုတ်ဘူး မိတ်တာဆိုနေနေမှကိုရမှာ ဟုတ်ပါဘူး ဟုတ်ပါတယ်ကွာ ဟုတ်ဘူးလို့ ကွာ ဦးဟိုဆရာတော်ပြန်ကြွပြီမှတ်တာ ဒီကောင်မနိုင်လို့ပြန်ကိုကြွလာတာ ရှိမနေနေမှရမယ်ရှိပါ မင်းဘယ်လိုမှပြောမရ ပြော ဘူး မရရှိမမိတ်တာ မင်းပြောမရတာသိကြလား တေးကြတယ်ရှိမနေနေမှရမယ် သိကြလို့ကတော့ငါလို့တော့မပြောတော့ဘူး အာ ကဲတရားနဲ့ဆုံးမသွားတာကြားတယ်နော် ဟုတ်ပါငါလူတောင်ပြောမရတော့ဘူးတဲ့ အိမ်မှာစိုးစားမကြွနဲ့ဆရာတို့နေနေနေမိတ်တာပဲ ညတာညပါပြီ ဘယ်ချမ်း ရိုးရိုးပြောလို့မရဘူးလား ဘာလဲ 你死啊！ နေရှံကွာ 我咁多个钱呢？ နေသွား 你是来咁多个钱呢？还用不 နေ 啦？ အီရှူမာလာ 好喜欢嘛？咁多个钱都花呀？ နေသွား 他咁多个高兴都花 နေ 呀？ သွား 哎呀，那朋友生意做路 အာ 啦， ငါဖေစစ်တော့တေးမှာပေါ့ 差了， ချတယ် 差了没？ ဒါမှခဏနေဦး 差了。 ငါတို့တရုတ်ပြည်မှာတိုင်းချမယ်သူရှိုးတီးပေးရတယ် ရတယ်လေအဲ့လိုလူမေခေါင်းမတဲ့ထဲမှာမပါဘူး ဟုတ်ပြီ မင်းရိုသေးပေးငါရိုသေးမယ် ပေးမယ် ဝိုခေါင်းကတောင်းကြမ်းတော့လို့ချမယ် ချမယ် ယာနင်တို့ကဒီနေ့ကချပြကြအောင်ပါလား မင်းရိုသေးပေးငါလည်းရိုသေးပေး ဟောမြောက်ဒီဘက်မှာဟောရေမြောက်ကမူးနေသေးတယ်